မတို့စင်တဲ့ချက်မှာတွန်းတောင်လာခဲ့ပြီဒီလာချိုးရမွေးဒီသူများအတွက်ရော်ပြီးုံနဲ့ကိုလူဝေးကြွားလက်ကိုချင်းအချိုးစားကြီးတွေတို့အမွေမျိုးဆက်သစ်ပန်းဝင်လန်းချလို့လေစားစို့အဆိုတော့တွန့်နေတဲ့တိတ်နံတွန့်တိတ်နံလုံဆမ်းမှာမူးရီချိုးတာကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဟင်းတစ်ဖက်ထုံးရင်ဖြစ်ပါတယ်ဟင်းတစ်ထုံးရင်ညနေကနောက်ကြလို့ငါတစ်ဖက်ပဲစားလိုက်ရငါတာကောင်းကျွန်တော်တို့ညီကိုနှစ်ယောက်ရဲ့မြန်မာမှုရွှေကန်ဝင်တင်းမြောက်ကိုဆက်လက်ရွှေနာမဆင်ကြည့်ကြပါသူလားတော်ဗျာပဲဗျာဂျင်းစီခိုင်ရမရေချိုးများမထားရှိုးတယ်ထင်တယ်ကိုမေးဝဲမေးရိုက်ပေဘူးလွယ်ပေဘူးလွယ်ဟာသားလေးနဲ့ကလေးဖြစ်ပြီဒါကြီးတော့မမြင်ဘူးလားပွဲရမပြီးသေးဘူးပလတ်စတစ်ကောင်းမဲ့ကောင်တွေရောက်ရုပ်ပေဘူးလွယ်မလုပ်စမ်းပါနဲ့မလုံးနဲ့ Come on ခမောင်ကနေအဖေလားဘုသူပထွေးကျေးကိုလည်းမစေခိုင်းနဲ့ဖိုးလာမင်းလည်းအောင်တော့မခိုင်းနဲ့ကျေးကိုလည်းမစေခိုင်းနဲ့ဖိုးလာမင်းလည်းအောင်တော့မခိုင်းနဲ့အင်တာနက်နဲ့ပို့လိုက်ရင်ခဏလေးနဲ့တွေ့ရတာပေါ့အင်တာနက်နဲ့ပို့လိုက်ရင်ခဏ
အောင်ကြံရမှာပေါ့သူ့ဟိုမှာချစ်မိနေတော့မတွေ့အောင်ကြံရမှာပေါ့ဒီတိုင်းခေါ်ရင်သူမလိုက်ဆိုင်ကယ်နဲ့ဆိုဒီတိုင်းခေါ်ရင်သူမလိုက်ဒီနဲ့ဆိုဒီကုန်းတန်းနဲ့မလိုပါဘူးလီပါသာအမေနဲ့ရောကိုမခဲလို့တော့ကျွန်တော်မဖြစ်ရတယ်ရွာချေမလို့ပြောင်းမိခင်နဲ့တိုင်းကောင်းမှသာဝင်ဆွေရဲရုံမှန်းနေမမင်းနဲ့သလားဆိုင်ကရေဝေးပန်းနဲ့အမေနဲ့ရောကိုတော့ရုပ်ကြည့်ကြရုပ်ကြည့်ဘယ်နဲ့လူလားလာပြီးလဲဥတော့ဖြိုချမင်းနဲ့ရွာကိုတားမောင်လွမ်းတာထိတ်ပြောင်ကြီးကဆိုတယ်ဗျမင်းနဲ့ရွာကိုတားမောင်လွမ်းတာထိတ်ပြောင်ကြီးကဆိုတယ်ဗျကျေးဇူးမြင့်ဖို့ပပပုံဆောင်မိမစကားပဲသူနားထောင်ဟိုမေးသက်ခိုင်စကားတော့နားထောင်မှာပေါ့ကွာကျေးဇူးမြင့်ဖို့ပပပုံဆောင်မိမစကားပဲသူနားထောင်မိဘမြစ်တာမြောင်းနဲ့ထားထိတ်ပြောင်ဆိုတဲ့တောင်းနာတရားငမပြုတ်ချရမဘုံနဲ့ကိုမီတော့ဒီစက်သဘောမှာကွယ်ကိုလိုပါခင်ဗျဘုံကရမြစ်တယ်လုံးဝဲဝင်ဘဝမမြသူမောက်ဘဝတွေ့ဘုံမှာတစတရားငမချစ်ကိုပြောရရင်မောင်တော့ရှင်းလာပါပြီကွယ်ကိုတော်ကိုကြည့်ဗျာဘွဲတရားတွေ့လိုက်စီအချစ်ဟောဗျာယောက်ျားကြီးတည်းမဲ့လင်သာယူလေခေါင်းပေါ်လဲနောက်ချီးတက်ကြီးတင်ထားတာအုံတော့ပါဟာထိုက်ကြောင်ရလေဘဲမှာလဲခွေးချီတဲ့တန်ကြိုးကြီးနဲ့ဒုက္ခပဲဒါပလက်ဒီယာဆွဲကြအင်းကြီးကဘယ်မိုက်ပုံကောက်ဒီလိုစတိုင်နဲ့မြင်ဘူးမှမထင်ဘူးစကားမဆက်ဘယ်ဟာခြေသလုံးဘယ်ဟာပေါင်လို့ခြေသလုံးကတော့လည်းတုတ်နေတယ်လို့ဒီဟာကခြေသလုံးဒီဟာကပေါင်းမနေပါနဲ့ကွာသုံးတာထားလိုက်ခမ်းမှာဟာငါဘာပြောရမှာလဲတယောက်နဲ့ဘရောက်ကြိုက်ရမှာဘရောက်ပန်းကချိန်တိုင်းမပွင့်ဘူးတယောက်နဲ့ဘရောက်ကြိုက်ရမှာဘရောက်ပန်းကချိန်တိုင်းမပွင့်ဘူးပွင့်တာကြီးငါပေးလဲမင်းတို့ကရှူမှာမဟုတ်ဘူးဘာလို့နီးဒီပါပွင့်တာကြီးငါပေးလဲမင်းတို့ကရှူမှာမဟုတ်ဘူးစစ်ပွဲတွေကနှွဲလိုက်ခြင်းရဲ့ချစ်တဲ့ပွဲတော့မနှွဲကျင်တော့ဘူးဟာလွန်ခဲ့ပါပြီကွယ်ထားရမပြောတော့ပါဘူးအခုမြရကြည့်ရင်ဟောသားတွေနဲ့သမီးတွေနဲ့ကိုစီကိုဘွားမှာလာလိုက်ပြိုင်နေအော်ဒီတော့လေအော်နှလုံးသားလေးဝေးမှာထားအော်အပြုံးတကားလေးမေကများအော်ဒီလူရည်ရကွယ်အော်လိုက်တာဒီသားသူတွေအော်ကျမ်းမာလို့ချမ်းသာပါလားအော်လာပြီရပါတုန်ဒီဟေဟောတုန်ဒီဟောတာတုန်ဒီသေလဲကြောမချစ်ကြရတဲ့ဒုနီယောရဲ့ချစ်ဆုံးတဲ့လဲကြောမချစ်ကြရတဲ့ဒုနီယောရဲ့ချစ်ဆုံးတဲ့ကြောင့်တယောက်မကြည့်ရဲ့ပုံစံတင်နေဟာကြောင့်တယောက်ကြည့်ရဲ့ပုံစံတင်နေညိုချင်းတိတ်တော့တဲ့ခါစွမ်းလန်းတွေမှာဟဲ့ငါတချင်းဟာစာဦးကိုတကယ်ချင်းမာတွေရေခါရှင်းလို့ထားကောင်လေးတချင်းလေးတန်သာမြောက်ထားကြပြီအားဆိုပဲလေတတိယလိုက်တာပြောင်းကြီးရာမင်္ဂလာပါဘယ်လိုဆင်ပြေကြလားကျွန်တော်တော့တင်ကားခေါ်မပေါက်လိုက်ဘူးဟာတင်မျိုးချိန်တောင်းဆိုတာပဲစီရောင်းတင်မျိုးချိန်တောင်းဆိုတာပဲစီစောင်းလေးကငါစီရောင်းဟာပေါက်ကြတယ်မင်းတို့ဘာလုပ်ကြလို့ဟာကြော်လို့ကတော့ rapper တွေကျွန်တော်တို့က alternative ကိုတော့ကတော့ him ပေါ့အမလေးအကျော်တရားဘူး3ခုဘာပြောနေဒိတ်မှမရှိပါဘူးဆိုတော့မင်းတို့ဒိတ်မှမရှိဘာတော့မှာတော့ကျော်ဒီဖွဲထဲမှာကျော်ဆန်းခံလာအမကျွန်တော်ဒီဖွဲထဲမှာရှဲလေးကိုယ်ဒီဖွဲထဲမှာကျက်မကျက်ဖမသိဘူးဟဲ့ငါတို့ကကြောက်ကြ
ကြောက်ကြ နေလောက်တာနဲ့ကြောက်ကြတော့မှာပဲ ဟဲ့ကောင်လည်းမင်းတို့ကြိုင်းထားလို့မရှိဘူး ဘာလို့ မင်းတို့တရုတ်ပြည်တွေကိုလောကပါဠနာမည်နဲ့ပြပြီးတိုင်းပဲ တိုင်းပဲလား တိုင်းပဲမမရင်ငံတရုတ်အပိုင်းစိုးပါတယ်ဥရှင်ကြီးဖေဟာ လောကနဲ့ပြင်မှာဟာ အဲ့လိုမျိုးမမတရုတ်ပြည်ဂီတတွေဆုံးမရန်အတွက်လောကပါဠနာမည်ကြွား လာမှုပါဖေ ဆိုင်တန်ကိုကြာရင် ဟောဗျာတက်ကပါရှိတ်လာတယ် နိုင်မ ဆိုင်ကြိုက်တယ်မော အဲ့ဒါကိုရှိတ်နေတော့ လိုက်ကြမလား နိုင်စင်ရဲ့လား မေးလိုက်မလားတောင်ပေါ်ကရှန်ကလေးရှော့ထားလို့ ဟဲ့ရှုံလိုက်ရှင်သေးတယ်ရှုံလိုက်ရှင်သေးတယ် စီတရားပြလုံးလေးတွေညိုတရားသစလေးတွေအပြုံးမြင်နာအပြောင်းမြင်နာတွေဒီလိုညလေးတညရဲ့စီလူမှုချက်တွေစပန်းကဆယ်ရီတွေ့ရပါပြီဝပါစေတော့စီတီလုံးတမီးကြောက်စီအလူကြီးတန်းနေပြီလိုက်စေမြတ်တာဒီလေးလေမြမမြေကောက်ကြီးကတူတာမြတ်တာ စီရပြလုံးလေးတွေပြောစရာသစလေးတွေအပြုံးမြင်နာအပြောမြင်နာတွေဒီလိုညလေးတညရဲ့စီလူမှုချက်တွေစပန်းဟဆယ်ကြီးထရီပါပြီဝပါစီစီဒီလိုဒီကြောင့်စီလူဒီတန်လေးတွေလိုက်စေကြာပြီလို့လေးလေမြမပြီကောက်တီးကပုတ်တာမြချာဝဲ ရပြလုံးလေးတွေ ပြမပြမ ပြောစရာသစလေးတွေအပြုံးမြင်နာပြောမြင်နာတွေဒီလိုညလေးတညရဲ့ချီလို့မှုချက်တွေ တော့မ စပါးမဆယ်အတွေ့တွေပါပြဝပါစေစီဒီလို ကြတော့ကြောက် ဒီကြောက်စီလူကြီးတဲ့နေလိုက်စေဒါဒီကလေးလေမြမပြီကောင်းကြီးကဘုဒ္ဓမြတ်တာဝဲ မိမရေမင်းတော့ရိုင်းတာကွာဟာရိုင်းတာခေါ်ရက်ကြတာကွာကိုမလို့အောင်မရမှာဟာမိမရေရိုင်းတာကွာမိမမလို့မိမခေါ်ရပေါ့ရိုင်းတာကွာရိုင်းမိမ နေမိမမဟုတ်ဘူးမခေါ်နဲ့ မိမမလို့မိမခေါ်လာလေ နေရငါလီနေမိမမဟုတ်ဘူးလို့ပြောနေ အဲ့ဒါဆိုငါပါ နေယောက်ျား နေရပါတော့ မိမ အဲ့လေမိမမလို့မိမခေါ်တော့မိမလာပြီးတော့စီစွန်းတော့မဟုတ်လားမိမရေ ဟုတ်ပါတယ်ငါလေးရဲ့တဲတဲလေးပဲလာကြည့်ကြည့်လား ငါကြီးနေတော့ပဲစားရင်ယူသွားပါ မကြိုက်ဘူး မိမ မခေါ်နဲ့ မိမချီရတာအလကာမိမထရတာခံလိုက်တာမိမချီရတာအလကာမိမထရတာခံလိုက်တာ ကိုင်းအားလုံးကြားတယ်နော်မင်းတော်မိန်းမကအလကားတဲ့ ပတ်စံပေးကြမလို့ရဲ့ သဘောကောင်းတယ်နော် ဆောင်းမောအောင် ဘာတော့မကောက်သေး ငါနဲ့မင်းနောင်နဲ့ရံပြစ်နေတာကိုလူကြီးပြစ်ပြီးဘာလို့အဲ့နာလေကြည့်နေရတာလဲကြည့်နေရတာလဲ ကြည်မီတော့ကြိုင်းမိပါတယ်ကြိုင်းပြီးတော့ခိုင်းမိပါတယ်ခိုင်းပြီးတော့နိုင်မိပါတယ်နိုင်ပြီးတော့ပွဲသွားတာပေါ့အပွဲချစ်မိရငါအမ အကွဲထရတာခံလိုက်တာ ဇီးသားလေးတစ်ယောက်ထားမိပါတယ်တီးပြောတဲ့သူတွေကလည်းအများကြီးပဲကွရုပ်ရှင်လေးတစ်ခါကြည့်မိပါတယ်တီးပြောတဲ့သူတွေကလည်းအများကြီးပဲ
TV လေးတစ်ခါကြည့်မိပါတယ်ကြောညာတွေကလည်းအများကြီးပဲကွယ် မိတ်ဆွေတို့ရဲ့ကြောက်ပါဦးဟဲ့ရောင်းညာလေးတွေတော့မချောပြေစေအသိကိုကြိုက်ရန်ကိုကြိုက်တော့အားလုံးနဲ့ right ဟဲ့ရောင်းညာလေးတွေတော့ချောလို့လေလူသားလို့ကြော်နေဖို့ထွန်းရွှေဝါကိုလိမ့်ညာတို့ထွန်းရွှေဝါစကြောတွေတက်နေသလား နောက်ကျောတွေတက်နေသလား ရှေ့ကြောတွေတက်နေတယ် အဲ့ဒါဆိုလဲရဲတဲ့နဲ့ခုတ်ဖြတ်လား ဆဆာအသက်မနောက်ဆက်နေတာရီးသားလေးတယောက်ထောင်းမိပါတယ်အတင်းကြတဲ့သူတွေအများကြီးပဲရုပ်ရှင်လေးတစ်ခါကြည့်မိပါတယ်အတင်းမဲ့တွေကလည်းအများကြီးပဲ TV လေးတစ်ခါကြည့်မိပါတယ်ကြောညာတွေကလည်းအများကြီးပဲကွယ် ဒါကြောင့်လေ မမီရဲ့နော်စိတ်မရဲတဲ့ နင့်ဖင်ကြီးကိုနဲခိုင်းစိတ်ကတိုးလာတယ်ဟာလာတယ်မဟဲ့ beauty ကောင်းလျှော်ရည်ဟာ ထက်တဲ့ရဲ့သပင်လေးတွေကိုပျော်ပြောင်းနှုတ်ညံ့နေပါတယ်ခမညာ beauty ကောင်းလျှော်ရည်ဟာ ပန်းစပယ်ရနံလေးတွေလိုမွေးပြန့်နေပါတယ်ခမညာမုတ်ဆိုးမှာကိုမွေးကိုမနိုင်ဘူး beauty ကောင်းလျှော်ရည်ဟာ ကျွန်တော်ကြိုက်ဆုံးပါပဲခမညာ ကျွန်တော်ကလည်းမင်းတို့မိန်းမတွေကိုကြိုက်ဆုံးပါပဲခင်ဗျာ ဟောရလာပြီအိတ်ကြီးနဲ့ဘယ်သွားနောက်ချီဝယ်လို့ ဟိုခင်ဗျားအိမ်မှာ TV မရှိဘူးလား ငါနောက်ချီပွဲသားမှန်းလေ အားလာကြည့်ပါလားခင်ဗျာကြောညာလဲကြည့်ဘူးလို့မထင်ပါဘူးခုသွားတဲ့ဆေးကြောညာနေတာခင်ဗျားကပလဲကျောက်ကနေတူ ဘာလည်းမကြည့်ဘူးပေါ့ ရှိမှမရှိဘူးပလဲနည်းနည်းလေးပြုံးထားစမ်းပလဲဝင်ပြုံးတာမှတ်ထားရအောင်ပလဲဝင်ပြုံးတယ်ပြုံးမှာဆိုတော့မှပါဇက်ကြီးကလည်းငါဖိန်ကြဩပလဲသွားလေးနည်းနည်းပေါ်ပြုံးစမ်းဒုက္ခပါဖားပြုတ်ကြီးလဲကြိတ်ထားကြဩပလဲလိုအဲ့ဒါကိုသိပြီရော့ပလဲသွားပြတိုက်ကိုသွားတဲ့စီတော့ညနေပလဲရဲ့ပွားလေးတွေကဖြူပွေးတောက်ပပြီးရမ်းကိုလှပနေတာပါပဲမချိန်နေတာ So like the town so like the say so like the town so like the say အပေကောင်းကြီးပွေးချစ်ပြီးနဲ့ဟာချော No, bara. နာစီခေါက်ကအေးမိနေသလား ဟုတ်ကဲ့ ဒီကိုချင်းအစိမ်းရောင်ကိုတော့ပျောက်တယ် ဖက်နာကြီးဗျ အစိမ်းရောင် ဖက်နာကြီး အစိမ်းရောင်အစိမ်းရောင် ဟဲ့တကယ်မရချောလို့လာလို့မလို့ပါဒီတကယ်ပဲရအသားလေးဝင်ပါဘာကြောင့်မလောက်တော့များလာနေရလဲကွာရွှေမုံစားလို့လားငွေမုံစားလို့လား မောင်ရပါဘူးဒီယာဒီပါဒီပါဝဲမချမ်းသာအမြတ်ဆုံးလို့ပါဒီပါ စီမဖြစ်တာမဖြစ်တာဘေးပဲထားပါလို့နာမည်ကြော်တာမကြော်တာဘေးချိတ်ထားပါလို့မိုက်တာမမိုက်တာတွေကိုထိကောင်းမတွေ့တော့ပါဘူးမြမသချင်းသဘုတ်တော်စီပြလိုက်ချင်းနဲ့လေအခိုင်မာကဘာစီတွေးလို့လေလိုက်ရင်မြမစားရင်းရင်လို့နေ ဟ
ဟုတ်တော့ရေးပြလိုက်ချင်ပါတယ်လေအခိုင်မာကဘာစီတွေးလို့နေနိုင်မြမစာရီနေမြမဆိုရင်နေချင်ကြတာမို့တို့လူမျိုးတွေဆိုရင်အော်နေချင်ကြတာမို့မြမတချင်းတွေဆိုရင်ချိုးချင်းနေချင်ကြတာမို့လိုက်ပုံအင်းကြီးပင်ဒီချီလုံးကြီးဝတ်ပါလို့ဆိုင်နေဝိုင်းနေလေမဝင်းထိုင်ကရေးလိုက်ရှာတယ်မြမလိုစတိုင်ထုတ်တဲ့ချင်းတွေကဘာကိုကိုင်းလုံးမဲ့ချင်းတွေမြမဆိုရင်နိုင်ချင်ကြတာမို့တို့လူမျိုးတွေဆိုရင်အော်နိုင်ချင်ကြတာမို့မြမတချင်းတွေဆိုရင်ချိုးချင်နိုင်ချင်ကြတာမို့တိုက်ပုံအင်းကြီးပင်နီချီလုံးကြီးဝတ်ပါလို့စိုင်းနေဝိုင်းနေအလဲမဝင်းထိုင်ကရေးလိုက်ရှာနေမြမလိုစတိုင်ထုတ်တဲ့ချင်းတွေကဘာကိုကိုင်းလို့တဲ့ချင်းတွေတို့လူမျိုးတွေနောက်မှမကြမ်းရတို့လူမျိုးတွေအောက်မှမဆန်းရတိုင်းပြည်ကြီးတွေကိုအတူယူရန်ကိုသင်လာပါရဲ့ကမ္ဘာဂီတဆိုတာကိုလေ့လာတာကောင်းလာပါရဲ့ရော့ဒီဆိုတာလုံနိုင်ရင်လောက်ကြတာပါကရဲ့စီးနေတာကိုတားမြင်ရမသိမင်းရဲ့မဲ့အင်္ဂလိပ်သချင်းကိုမိကကြီးကြတော့မမှုကြပါနဲ့မင်းတို့ဘိုးရီတွေရမြမဆိုတာမမေ့လိုက်ပါနဲ့မျက်နှာထားနဲ့လက်ရလုံးလို့ရေးလိုက်ပါတဲ့တွေကိုအတူယူရန်သင်လာပါရဲ့ကမ္ဘာဂီတဆိုတာကိုလေ့လာတာကောင်းလာပါရဲ့ရော့ဒီဆိုတာလောက်လိုက်ရင်လောက်ကြတာပါကရဲ့စီးနေတာကိုဒါမြင်ရမသိမင်းရဲ့ပဲဒီပါအင်္ဂလိပ်သချင်းကိုမိကကြီးကြတော့မမှုကြပါနဲ့မင်းတို့ဘိုးရီတွေရမြမဆိုတာမမေ့လိုက်ပါနဲ့မျက်နှာထားနဲ့လက်ရလုံးရှိလိုက်ပါတဲ့တို့အတန်ကိုကဘာကကြာရအောင်လို့စိုင်းတဲ့ဘုံနဲ့တွေကိုတိုင်းပြည်ကကြာရအောင်လို့ဒီသချင်းတန်တွေကိုတောင်းထိုက်ကကြာရအောင်လို့အရက်ကူပါလူဝိုင်းပါလို့စာရေးဆရာနိုင်မြန်မာကရေးတယ်အဆိုတော်နိုင်ငံကျော်မာမာအေးရတီဆိုထားတယ်တချင်းလေးရဲ့နာမည်ကကဘာကိုကိုင်လုံမဲ့လက်တန်းနဲ့စာသားလေးရဲ့အတိတ်ပဲကနားဆင်ပေးပါကျမတို့မြန်မာလူမျိုးတွေမှာကိုယ့်ရဲ့အစွမ်းကိုယ့်ရဲ့ပင်ကိုအရေးချင်းမြန်မာတတိအမတန်ရှိတယ်အခြားနိုင်ငံတွေမှာအလုတ်အကိုင်စီးပွားရေးအစိုးအကအရေးအတီးအကုန်လုံးကျမတို့မြန်မာလူမျိုးတွေကအကုန်လိုက်လုံနိုင်တယ်နိုင်ငံခြားကအခုချိန်ကြီးကျမတို့မြန်မာလူမျိုးတွေတီထွင်ပြီးတော့ခေတ်ဆက်ဆက်ကတီးခတ်လာတဲ့မြမဆိုင်နိုင်ငံခြားသားတွေပ
လုံးတစ်လုံးကိုအတန်ထွက်ဖို့မပြောနဲ့အခုချိန်ဒီပတ်စာမကတ်တတ်သေးဘူးအဲကြောင့်မလို့ကိုမြန်မာလူမျိုးကိုလူမျိုးကိုဂုံမြင့်တင်ဆန်းပါကျမတို့မြန်မာလူမျိုးတွေတနေ့တစ်ချိန်ကြာရင်ကျမတို့ရဲ့မြန်မာဆိုင်မြန်မာလက်တံဟောဒီကဘာကြီးတစ်ခုလုံးကိုဖုံးလန်းစေရမယ်တဲ့စာသားလေးကိုဒီလိုနားဆင်ပါရှင်ဟိုက်တပည့်ခါကြထိုးလိုက်အောင်မယ်ဆိုင်ရပရာတွေဘေးဖယ်ထားပါလို့နိုင်မြမဟာနိုင်မြမဟာဆိုင်လာလေမဟုတ်ရပါဘူးတမိုင်းအစင်လာကိုနိုင်ရှင်ရာပြရရင်ဖြင့်ညတရားအငိမ့်မဆိုင်စရာချောင်းဦးကစိန်အောင်မြင့်ကြည်ရဲ့လို့မမ နော်ဘယ်လိုလောက်ကနေနေတာတော့အလုပ်ပေါ်စင်လာမပါဘူးပရိသတ်ကိုမလေးလာဘူးနေလုံးကျင်တယ်လို့ပြောကျင်တယ်လို့ပြောနေတာနေရဘာတော့နေကြည့်ပြနေရပဲနေကြည့်ပြ ဟေးဒီမှာခေါက်တေးငါကိုလက်ညှိုးမထိုးနဲ့နော်ငါလက်ညှိုးနဲ့ပြန်ထိုးရင်ဤသလားဝေသွားမယ် လက်ညှိုးထိုး နေနဲ့ဟေးခေါက်တေးနေကငါ့ကိုပြန်ပြောနေကဒီဖွဲ့ထဲမှာဘာတော့ ငါဒီဖွဲ့ထဲမှာအခြေသတင်းကြီးတယ်ရွှေမင်းသမီးဟဲ့အော်နေကရွှေသတင်းကြီးတဲ့ရွှေမင်းသမီးဟေးဂိုးရှယ်ဇဘူကနက်ကလူပြက်အရွှေသတင်းကြီးတဲ့ရွှေမင်းသမီးနဲ့ဇဘူကနက်ကလူပြက်နဲ့အတူဖက်လိုက်ရင်အဖြူထွက်သွားမှာနားလေလား ဘာပြူတော့ ငွေပြူငွေမဲရီမသုံးဘူး ငွေပြူဆိုလဲငွေပြူလို့ထိုက်ကြ ဟဲ့ငွေပြူထဲပြောမလို့မဲသွားလို့ငါကိုပြန်မပြောနဲ့တော့မရိုက်နေတာကြည့်တာ ဘာလဲဒီမှာတော့မဆောက်ရတော့ ငါတကောင်းနားတော့ခံ နမလိုက်ဘူး ဟာတလုံးမှမခံဘူးကြည့်တာ မခနိုင်ဘူးငါမခနိုင်ဘူးဟဲ့ ဟေးဒီမှာခေါက်ကြီး ဘာလဲကိုကြီး အာနင်းမေလွာကြီးတဲ့ထဲရကုန်မထွက်ဘူး နာမည်နှစ်ယောက်စလုံးမကောင်းဘူး ခေါက်ဘာပြောတာလဲနင်းငါကိုဘာပြောတာတော့ဟေးဒီမှာခေါက်တေးနင်းသိထားဖို့ဟာနင်းလုံးမရိုက်နဲ့မင်းသမီးနဲ့ဂိုးရှယ်မြတ်တရားအငိမ့်မှာအတူတူမကဘူးနားလဲလား အေးငါလည်းနေပါရင်မလောက်ဘူး သေးကြလား သိကြတယ် သေးကြဒီအဖော်ထဲမှာကော်မတီလူကြီးတွေဖော်တာရှိတယ် ကောင်းတယ်လူကြီးတွေငါဘာလုပ်ရမှာ အဲ့တော့ဒီကိစ္စကိုအုပ်ချုပ်ရေးမှုရှိမှတော့ရှင်းမယ်လာလိုက်ခဲ့ ငါတော့ပါလား အုပ်ချုပ်ရေးမှုရှိရောက်ရင်ဂိုးရှယ်အကြောင်းသိရမယ်နားလဲလားအုပ်ချုပ်ရေးမှုကဂိုးရှယ်ရဲ့ဦးလေးကွာ မင်းမားတယ် မင်းမေလွာဦးလေးလို့ပြောကြတယ်တန်းပြီးတော့ပြစ်ဆက်တွေ့တာပဲ အဲ့တော့မလို့ချင်းမင်းเจ้าငါအကုန်သိထားလို့ အင်းဘာလုံးလို့တော့ ဘာလို့မှမနေ့ကလေးမလေးအိမ်သာအတက်မှာမင်းလောက်စလုံးအပြောနဲ့ချောင်းထူတယ်တဲ့ ကျွန်တော်အားပါတွေ့တာဘတ်ဆိုကတ်နေတာ ဘာဘာဆုံးကတော့မင်းတော်မနဲ့နားလေလား အင်းဘာမှလို့တော့ ညာမပြောနဲ့မနေ့ကလည်းညနေဆောင်ကလေးမလေးဈေးသွားမှာမင်းနောက်ကအပြေးလွှတ်လက်ပြီးခြေတလုံးကုန်ကြိုက်တယ်တဲ့ ကျွန်တော်ဘိုက်စာလို့ ဘာဘိုက်စားလို့ မာကြိုက်မိတာ ဘာကြိုက်တာလဲ အဲလက်ဆိုပြီးတော့ကြိုက်လိုက်တာ ဘယ်ကိုင်းမိတော့ အဲလက်ကြီး တော်စားမင်းမနေတာ ဘာမှ အဲ့ လား ကောင်ညာလေကလေးမလေးအိမ်တော်မိကန်တစ်တာမှတ်ပြီးတော့မင်းတော်တူးနဲ့ထိုးဖွင့်တယ်တဲ့ ကျွန်တော်လေးချွေးတွေကိုပြန် ထိုး လို့ ထိုးပြန်တော့မင်းမလေကလေး ဘာ မ မှ လေး ဘာမှလားတော့ဘာမှလားတော့တနာယူဘာမီတော့နာကိုတော့နင်တို့တနာယူကိုဒီလိုမရိုက်ဘူးဒီလိုစောင့်ထိုးလိုက်လို့ဖေကောင်းကြီးစုပ်သွားမယ်ကြက်တွေတစ်စက်မှမရှိဘူး တက်တယ်မရှိတာနေ ဘာနေလုံးနေဟာ အမေငါနဲ့ကိုမကျေနပ်ဘူး
မကျင်တဲ့တော့နေကဘာလုပ်ချင်လို့ ဒီမှာငါတို့မိန်းကလေးတွေဘက်မှာလေအမျိုးသမီးရေးရဆိုတာအများအားရှိတယ်နဲ့သိလား အော်ဒီမှာခေါက်တောက်တောက် ဘာလဲဂုတ်တုတ် ဟာနေလေရတာတွတ်တာပဲနော်ဟေးဒီမှာကောက်ကြီးနေကအမျိုးသမီးရဲ့အာကုန်နဲ့ဂိုးရှယ်ကိုစိန်ခေါ်တာလား စိန်ခေါ်နေ ဂိုးရှယ်ကအမျိုးသမီးရဲ့ရလဲထဲ့မစင်တာဘူးနားလေလား အေးအဲ့ဒါဆိုလဲနောက်ကလိုက်ခဲ လိုက်တယ်မလေးကြောက်ကြမလို့ဘူးသွားတယ်လိုက်တယ် ဟဲ့ကောင်နေမားတယ်ထားတာဟဲ့ကောင်နေမားတယ်ဟဲ့ကောင်နေမားတယ်ဒီသူများအမားတွေကိုကြတော့ထောက်ကြပြီးကိုအမားကိုထောက်မပြတာနေမားတယ် ကိုမားကိုထောက်မပြတာအနည်း20ကျော်ပြီ ဟဲ့ကောင် မလေး ဟဲ့ကောင်နေမားတယ် ဒါနဲ့ပဲပြေတော့မှာ နေမားတယ်ပွဲငါးတွေရလူရှင်တော်တွေကိုတယောက်9000ဒီထူချမယ်လို့ပြောပြီးအခုချိန်ဒီမရသေးတယ်လည်းနေမားတယ် မလေးနေမို့လို့ရုံနဲ့ကိုရှယ်ရေလိုတာပြောဆိုတွေကပြောက်သွားတာပဲရှာမှမသိဘူး ပြောတယ်ပါလိုက်မယ်နှာခေါင်းကြီးနဲ့ပါသပ်ပလိုက်မယ်ဟမ်အော်သမီး မမီ သမီးမနဲ့နော် ဟောသမီးမှန်လား မမေကိုအကူ ဩမမီကိုအားကိုလို့မမီတို့ရုံကိုလာတာ နှလုံးအားကို နော်လို့သမီးရဆိုအများအား နှလုံးအားကို ဒီလိုပဲရှိရဆိုသမီးရ မှန်တယ် သမီးရ ရတဲ့တုံးနဲ့မုတ်ဆိုးမာကြီးငါကြောတော့ဟိမ့်လိုက်ဟောက်လိုက်နေခုမကျတော့သမီးမနဲ့တော့မမီကိုအားကိုသလားမမီတယောက်လုံးရှိတယ်အားလည်းပတ်တော့ နေမားတယ် ညာ ဘလောက်မားလဲဆိုရင်မမွေးခင်နေတေရီနောက်ပိုင်းဒီမားတယ် ဟောဗျာမမွေးခင်နေကမှားမှာတော့မွေးလာတော့ဘာတော့ရမှာတော့ ဩနေငါဗါတဲ့ငါတို့ရုံးကိုမီးနဲ့ရှို့မယ်ဟုတ်လား ဟောဗျာမမလည်းမပြောပဲနဲ့ လုံးရလိုက်တာမြန်မာနိုင်ငံကြီးကိုရောင်းစားမယ်တဲ့ မြန်မာနိုင်ငံကြီးရောင်းစားတာကျွန်တော်ဟုတ်ပါဘူးဟိုလူကြီးပါ နေခုမှသိသလား အရင်တော့နေကတိလေမကြောရဲလို့ မလေးရုံးမှလိုက်တာလူတွေကိုညူကလေးကဓာတ်ငွေပေးတတ်မယ်တဲ့ နျူကလ িয়ার ဟုတ်ပါဘူးခမရလည်းညက်ရည်ယိုဘုံပါ ညဲဘုံကဘာဖြစ်လို့မီးလောင်ရတာလဲ ရင်းနဲ့ညိမ့်မိတယ်လေ ပိုးလောင်တယ်လေ မိသားပိုက်ကြီးတော့ထိုးပေးသေးတယ် အသားတွေတော့ပဲ့ထွက်တယ် အခုယိုရီးယားနဲ့စင်ကာပူတော့ကူခိုင်းလိုက်ပြီ သူတို့ပတ်စံကြီးမဟုတ်ဘူးအများလူတွေပတ်စံလည်းပါတယ် အခုတော့ပြန်တောင်းပန်ပြီးပြီ တောင်းမာနာကတစ်ဖွဲ့လောက်တာကတစ်ဖွဲ့ ဒီလိုပေါ့ခမရကလည်းလုတ်ပြီးရင်တယောက်နဲ့တယောက်လွှဲချတာပေါ့ အဲ့ဒါလူကြီးဘောလီဘောပွဲလို့ခေါ်တယ် ခမရဒီလိုပုတ်လာတာခမရမသိဘူးလား နင်းသာခုမှသိ ဒီမိမကြီးကိုအတော်စုံနေဗျ တီးတဲ့ဆုပ်ခြင်းလို့ရင်နန်းနဲ့ခင်းတဲ့ကအောင်နိုင်ဆန်းရဲ့ရဲဆောင်ပါပါ အမလေးမော်ဒန်ကပိုလို့တော့စုံသေးတယ် ဦးဝင်းတင်ကလည်းစုံတာပဲ ရန်ကုန်တိုင်းကဘွဲတွေကိုပေါက်လို့ ငုံရအောင်ရှင်ကလည်းကောင်းတာပဲ ဒီကောင်မကြီးကိုတယောက်တည်းဘွဲပေါက်နေတာ ငါကတယောက်တည်းဘွဲပေါက်တာလွတ်တော်မှာအများကြီးနဲ့ဘွဲပေါက်နေတယ် ဟိုဗျာအဲ့ဒါကျုပ်မသိဘူးခမရ ဟုတ်တယ်ရှာမရှိနားရတယ်နင်းအဲ့တော့မိမ့်မမယ်နားလေတာ ဟိုဗျာခင်ဗျဘာပြောရသေးလို့မိမမှာတော့အခုမှစုံတန်းတော့ရှိသေးတယ် စုံသားပြီးတော့ရက်ထားလို့ကြတော့အရာမရောက်တာပေါ့ဟဲ့နားလေလားအဲ့တော့ အချင်းနေကြည့်ရသေးတယ်ခမရကလည်း ဩတက ဟို ယ် ဖေလည်းကြောက်ရသေးတယ် မပြောနဲ့အောင်ဆိုလို့ငြိမ်းနေတာနားလေလားတနေ့ကျအကုန်ဖွင့်ပြောပြမယ်နားလေလားဟဲ့ဒီမှာအဲ့တော့ဘာမှပြောနေနေတယ်ကောင်မလေးနဲ့လုံးဝပေါင်းသုံးခွင့်မပြုဘူးနားလေလား ဟောဗျာ လမ်းတွေတော့နှုံးမဆက်နဲ့ ဟင်း ကောင်မလေးသိရင်တော့လိုက်မပို့ပါဘူး ဟာရက်ဆက်လိုက်တာ နင်းကိုလည်းကြီးမားမားပြစ်ဒဏ်ချပေးရမယ် ကျမကိုဘာပြစ်ပေးမှလဲရှင် ငါနဲ့ငါးညအိပ်ရမယ်ကြားလား